လောလေးကတော့ကိုတို့တက်တဲ့ကျောင်းရဲ့65နှစ်ပြည့်ပွဲလေးဖြစ်ပါတယ်။ကျောင်းမှာပွဲရှိတော့မနက်ခင်းတစ်ချိန်အတန်းမရှိဘူးပေါ့နော်။တချို့ကျောင်းသူကျောင်းသားတွေကလည်းအတန်းမရှိလို့နေ့လယ်မှလာတဲ့သူတွေလည်းရှိတယ်။ကိုကကြတော့မနက်ခင်းတည်းကပွဲကိုသွားပြီးမယ် assignment တက်လာရင်ဒီနေ့ဆိုတော့ကိုမေ့သွားတယ်။အဲ့တော့ပွဲတွေကိုမသွားတော့ဘဲနဲ့ကန်တင်းမှာပဲအမတယောက်နဲ့အတူတူနေ့လယ်စာစားရင်းနဲ့စားသွားလုပ်ပါတယ်။စားလုံးနေရင်းနဲ့တငယ်ချင်းကပွဲမှာအစားအသောက်တွေကျွေးတယ်ဆိုလို့တငယ်ချင်းတွေပြောရတယ်သွားစားကြပါတယ်။အဲ့မှာမုံတွေရောအေးတွေရောအများကြီးလာကျွေးကြရပေါ့နော်ကိုစားချင်တာကိုသွားယူစားရုံပါပဲကိုကတော့မနက်ကဘာမှမစားခဲ့ရလို့ပဲအရန်စားနေရတဲ့အများကြီးစားခဲ့လိုက်ပါတယ်အဲ့မှာကျွေးတဲ့ကွီတွေရောလည်းတော်တော်လေးကိုရတာရှိရပေါ့နော်အကင်တွေကြားစမ်းကြောတွေအေးရေခဲမုံတွေအပြင်ကောင်းကြီးသမင်းတွေလည်းရှိပါတယ်တငယ်ချင်းတွေကစားစာတွေသွားယူနေတဲ့အချိန်မှာကိုကတော့ခုံရှာပြီးအဲ့မှာပဲထိုင်ရင်းနဲ့စားနေလိုက်ပါတယ်လောက်တောင်စားနေလဲဆိုကုံလို့ကုံသားမှတော့မသိလိုက်ပါဘူးခွဲစားပြီးလို့အဲ့တောက်ချင်တာနဲ့တငယ်ချင်းကသွားယူပေးပါတယ်အစားတောက်ဆိုလဲစားလဲစားတာပဲစားတဲ့လောက်လည်းမဝရလေဒီခဏကိုပဲနေ့လယ်စာစားပြီးတော့အတန်းမစားခင် assignment တွေအရင်ထပ်ရပါတယ်ရှိလို့အတန်းချိန်တစ်ချိန်လွတ်သွားပြီမယ်နောက်ထပ်2ချိန်ကျန်ပါသေးရဲ့အတန်းမစသေးရနဲ့တခြားခန်းတငယ်ချင်းတွေနဲ့စကားပြောရင်းနဲ့အေးတောက်နေပါတယ်ပြီးရင်တော့အချိန်လေးပြည့်ပြီဆိုတာနဲ့ကိုတန်းနဲ့ကိုဝင်ကြရပါတော့မယ်ချိန်လေးနည်းနည်းလိုသေးရဆိုတော့အတန်းထဲမှာလူတော့မဆုံးသေးပါဘူးပထမတစ်ချိန်ပြီးရနဲ့မနိုင်သေးတငယ်ချင်းတွေနဲ့အတူတွိုင်းလက်ထဲသွားပြီးတော့နားချိန်မှာတစ်တော့ဆော့ကြပါတယ်အခန်းပြန်ရောက်တော့လဲပါလာတဲ့ထမင်းဘူးနဲ့အေးထက်တောက်ပြီးတော့ဘိုက်ပြေးသွားပြီးဆိုတာနဲ့အောက်ဆင်းပြီးတော့တငယ်ချင်းတွေနဲ့အတူတူအပင်ရောက်သွားထိုင်လိုက်ပါဦးမယ်အားလုံးပဲဘိုင်ဘိုင်ပါ